မိဘမဲ့လေးရရဟာထမင်းစားရဖို့တောထဲမှာဆေးမြစ်ရှာပြီးရောင်းရတယ်။ရွာသားတွေကသူ့ကိုမြင်တော့ဆုံးတက်တဲ့ကောင်မလေးလို့ပြောတယ်။ကံမကောင်းစေတဲ့ကျိုးဆိုးမလေးဆိုပြီးရှောင်သွားကြတယ်။ကောင်မလေးမှာအားကိုးစရာမိဘမရှိတော့ပါဘူး။ဒီနေ့တော့အရွက်လေးခုပါတဲ့ကံကောင်းစေတဲ့တစ်ပင်ငယ်လေးကိုသူတွေးခဲ့တယ်။သူလည်းထမင်းနေ့တိုင်းစားရပါစေနေစရာအိမ်လေးရပါစေဆိုပြီးဆုတောင်းလိုက်တယ်။အဲ့ဒီချိန်မှာအုတ်ချုပ်ရည်မှုရဲ့ဇနီးသခင်မစီးလာတဲ့ကားတစ်စီးရောက်လာတယ်။သူတို့ကတောထဲမှာလမ်းပြောင်းနေကြတာပါ။ကောင်မလေးကိုလမ်းဘေးမှာတွေ့တော့မြို့ကိုသွားတဲ့လမ်းကိုမေးလိုက်တယ်။ကောင်မလေးကလမ်းညွန်လိုက်တော့ပြန်တွေ့သွားခဲ့တယ်။လမ်းကတစ်ပင်လဲပြီးပိတ်နေခဲ့တာပါ။တခင်မလည်းကောင်မလေးကိုကြည့်ပြီးဆုံးသွားတဲ့သူ့သမီးလေးကိုတတိယနေတယ်။သူတို့လည်းကောင်မလေးကိုမုန်းတွေလက်ဆောင်ပေးလိုက်ကြတယ်။အဲ့ဒီချိန်မှာနေမကောင်းတဲ့တခင်မကမူပြီးနောက်ကိုရိုင်သွားတယ်။ကောင်မလေးကတခင်မရဲ့လက်ကိုအမြန်ကင်ပြီးနေပြန်ကောင်းပါစေလို့ဆူတောင်းလိုက်တာချက်ချင်းနေပြန်ကောင်းသွားတယ်။အုတ်ခဲလုံးကိုတောင်ချက်ချင်းကင်နိုင်သွားတယ်။တခင်မကကောင်မလေးရဲ့အိမ်ကိုလက်ဆောင်ပေးခြင်းလို့ဆိုပြီးခေါ်သွားဖို့ပြောလိုက်တယ်။ကောင်မလေးကနွားတင်းကုန်းမှနေရတာပါ။တခင်မကအတင်းပြောတော့သူ့ဒိတ်ပါကိုခေါ်သွားလိုက်တယ်။ရွာကိုရောက်တော့ရွာသားတွေကကောင်မလေးနဲ့ဝေးဝေးနေဖို့ပြောတယ်။သူကစုံတက်တွေတက်တယ်။သူပြောလိုက်လို့သူ့မိန်းမလေးဖြတ်သွားခဲ့တယ်။ရွာမလေးပြိုင်ပွဲလုပ်တုန်းကလည်းသူကရေကြီးမယ်လို့ပြောတာရေရကြီးပြီးပြိုင်ပွဲပြတ်သွားတယ်လို့ပြောတယ်။သူပြောသမျှအကုန်ဖြစ်လို့စုံတက်တက်တယ်ဆိုပြီးကောင်မလေးကိုဝိုင်းပြီးမောင်းထုတ်ကြတယ်။တခင်မလည်းဒါကိုမြင်ပြီးသူကဆုံးမလေးမဟုတ်ပါဘူး။သူ့အတွက်ကံကောင်းစေတဲ့သမီးလေးပါဆိုပြီးကောင်မလေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။